စပိုးမတော်မှာကိုင်မှုအသင့်တော်ဆုံးဟိုက်ပါနဲ့ဖိုက်တာများမင်္ဂလာပါပရိသတ်ကြီးတို့ရေဒီနေ့မှာတော့စပိုးမတော်မှာကိုင်မှုအတွက်မွန်တွန်းကိုရိုင်းရွေးပတ်ပေးထားတဲ့ဟိုက်ပါရီနဲ့ဖိုက်တာတွေအကြောင်းကိုပြောပြပေးပါမယ်ပထမဆုံးတန်းစစ်စပိုးစစ်တွေနဲ့ကွန်ဘိုတွဲဖို့အသင့်တော်ဆုံးကတော့ဇီလောင်းကိုဘာလို့ရွေးမလဲဆိုရင်တော့ဇီလောင်းကိုစီဇန်အသစ်မှာ share buff ပေးထားလို့ပါဇီလောင်းရဲ့ attribute physical attack growth ကို 6.5 ကနေပြီးတော့9အထိတောင်မှတိတိတသာတင်ထားလိုက်ပြီး attack speed ကိုတော့ 1.2 ကနေ 1.35 ဆိုပြီးတော့မတိမတာလေး short ထားပါရီဇီလောင်းကအခုဆိုရင် basic attack ရဲ့ attack speed ကနည်းနည်းလေးနှီးသွားပြီးတော့ damage ကတော့အတော်လေးကိတ်နေပါလိမ့်မယ်ဒါအပြင်ဇီလောင်းရဲ့ basic attack damage ကိုလည်းပဲ100% physical attack ကနေပြီးတော့180% physical attack ထိတောင်မှတူးထားပေးလိုက်ပြီးပတ်စစ်ပွင့်လှန်နေလန်းထိုးတဲ့ damage ကိုတော့30ကနေပြီးတော့80ထိတောင်မှအများကြီးတင်ထားပေးပါရီဒါအပြင်ပတ်စစ်ပွင့်စေတဲ့ mechanic ကိုအနည်းငယ်လေးပြင်ထားပါရီအရင်ကပတ်စစ်ပွင့်မှုအတွက် basic attack 3ချက်ခုတ်ရပေမဲ့အခုပတ်စစ်က basic attack ပဲခုတ်စပင်းနဲ့ပဲ damage ပေးပြီး enemy ကို damage 3ခါထိအောင်ပေးတာနဲ့ passive effect ပွင့်လာတော့မှာပါ passive effect ကအရင်ထက်လွယ်လွယ်ကူကူပွင့်လာတော့မယ်လို့ဆိုလို့ရပါလိမ့်ဒါပေမဲ့ဇီလောင်းကစကေးတူသုံးပြီးရင် basic attack launch လုပ်ပြီးတဲ့ effect ကိုတော့ဖြတ်ထားလိုက်ပါလိမ့်ဒီအချက်တွေကိုတည်ထားပြီးတော့ season အသစ်မှာဇီလောင်းကင်မယ်ဆိုရင် run ACC တက်သွားရုံပါပြီနောက်ထပ်ရွေးထားတဲ့ကောင်ကတော့ကြောင်မင်းသားစကင်ထွက်ပြီးတဲ့ကဂျောင်းထဲရောက်နေတဲ့ Lucas ရဲ့စကေးတူကြီးကသုံးစားလို့မရဘူးဆိုပြီးတော့စကေးတူရဲ့ကူရောင်းကအရင် level လိုက်14စက္ကန့်ကနေ8စက္ကန့်အထိကြာခဲ့တာကိုအခု12စက္ကန့်ကနေပြီးတော့8စက္ကန့်အထိပဲကြာအောင် short ထားလိုက်ပါလိမ့်စကေးတူကိုကူရောင်း short ထားရုံနဲ့မကသေးပါဘူး damage ကိုလည်းတူထားပါသေးတယ်စကေးရီရဲ့ damage ကအရင် level တိုင်းမှာ40အထိသာထွက်ခဲ့တာကိုအခု level လိုက်50ကနေ100အထိ damage ထွက်အောင်တူထားလိုက်ပါပြီ Lucas ရဲ့စကေးတူကအခုဆိုရင်အားလီမှာခဏခဏသုံးလို့ရမယ်ပြင် damage ကလည်းကိတ်ထွက်နေတော့မှာပါ၃ကောင်မြောက်မှာ support တွေနဲ့ combo တွဲလို့ရမှာကတော့ Paguidoကတော့ကူရောင်းနေတင်လိုက်လို့သာနည်းနည်းဘောင်ပြင်ရောက်ခဲ့ရတာပါဒါကိုသိတဲ့မွန်တွန်းက Paguido ကိုဘောင်ထဲပြောင်းဝင်အောင်လို့ကူရောင်းနေ short ပေးလိုက်ပါပြီဘာဂွီဒိုရဲ့စကေးတူကူရောင်းကအရင် level လိုက်8စက္ကန့်ကနေ6စက္ကန့်အထိကြာခဲ့တာကိုအခု9စက္ကန့်ကနေပြီးတော့ 9.5 စက္ကန့်အထိပဲကြာအောင် short ထားလိုက်တဲ့ပြင်ကောင်မှာ ultimate ကူရောင်းကိုလည်းအရင်19စက္ကန့်ကနေ73စက္ကန့်အထိကြာခဲ့တာကိုအခု15စက္ကန့်ကနေ12စက္ကန့်အထိပဲကြာအောင် short ထားပေးလိုက်ပါပြီဘာဂွီဒိုရဲ့စကေးတူရော ultimate ရောအရင်ကထက်မြန်မြန်ပူထူးလို့ရတော့မှာမို့ share ချမ်းလို့ရတော့မှာပါ၄ကောင်မြောက်ရွေးထားတာကတော့ဂိုးလိမ့်မှာ support တွေနဲ့ combo တွဲနိုင်ဖို့မီယာကိုရွေးထားပါရီဘာလို့မီယာကိုရွေးတယ်လဲဆိုရင်တော့မီယာရဲ့ passive physical attack နဲ့ attack effect ကို20%ကနေ25%အထိတင်ထားပေးတဲ့ပြင် ultimate ဖွင့်ရတဲ့ movement speed ကိုလည်းပဲ ultimate level လိုက်35%ကနေ65%ထိရခဲ့တာကိုအခု ultimate level တိုင်းမှာ65%အထိရအောင်တင်ထားပေးလိုက်ပါပြီမီယာကြီးကအခုဆိုရင် basic တက်လည်းအရန်နာမှာဖြစ်တယ်လို့အားလီမှာ ultimate ဖွင့်ရင်လည်းအမြန်ပြေးလို့ရတော့မှာပါဒါကြောင့် season အသစ်မှာ goal line ကင်မှုရှာနေMobile Legends logo ကမီယာကြီးကိုသာရုံကြည်ပေးချလိုက်ပါငါးကောင်မြောက်ရွေးထားတာကတော့ run တက်ချင်ရင်မကင်သေးတော့တဲ့ hero Groth ဖြစ်ပါရီ Groth ကိုဘာလို့မကင်သေးလဲဆိုရင် Groth ရဲ့ base skill 33 immune ရတဲ့ effect ကိုဖြတ်ထားလိုက်ပါပြီဒါပေမဲ့ Groth ရဲ့ skill တွေကိုတော့ enemy ဖြတ်လို့မရတဲ့ effect ကိုထည့်ထားပေးပါရီနောက်ပြီးတော့ Groth ရဲ့ ultimate ကအရင်တိုင်း immune effect ရပါအောင်မယ်လို့ပြောထားပါရီဘာပဲဖြစ်ဖြစ် Groth ကအရင်လောက်မကြမ်းတော့တာမို့လို့ run တင်မယ်ဆိုရင်တော့ Groth ကိုနည်းနည်းလေးရှောင်ထားတင်ပါရီနောက်ထပ်ထပ်ဆောင်ရမယ့် hero ကတော့ season 2ခုစာလောက် experience လိမ့်မှာဘူကျနေတဲ့ Gato Kaka ရဲ့ skill to dash piece ဆွဲလို့ရတဲ့ကြာချိန်ကအရင်က level တိုင်းမှာ 1.5 စက္ကန့်ကြာအောင်ဆွဲလို့ရခဲ့ပေမဲ့အခုတော့ early game မှာဆိုရင် 3.9 စက္ကန့်လောက်ပဲကြာအောင် piece ဆွဲလို့ရတော့မှာပါဒါကဘာဖြစ်နိုင်လဲဆိုရင်တော့ကူကဆွဲထားလို့ရမယ်ထင်နေတဲ့အချိန်သူကထွက်သွားတာမျိုးကြုံရနိုင်ပါလိမ့် hero လွတ်ထွက်သွားမှာကိုပြောတာပါဒါရင်မကသေးပါဘူးဂတူကာကာရဲ့ skill to dash လို့ရမယ့်အကွာဝေးကအရင် skill to ထိရုံပဲဆိုရင်အကွာဝေး3ခုလောက်ထိ dash လို့ရပေမဲ့အခု 2.2 အထိပဲခုံတော့မှာပါဂတူကာကာရဲ့ skill to ကိုအတော်လေးနှက်ထားပါလိဒါကြောင့်ဒီကောင်းကိုလည်းရွေးချယ်တင်တော့ပါဘူးဒီနေ့ပြပြမယ့်နောက်ဆုံးလက်ဆောင်ရမယ့်တကောင်ကတော့ Hayabusa ပါ Hayabusa ရဲ့ skill to share ၄ကောင်ခွဲတာကတကောင်နဲ့တကောင်အဝေးကြီးခွဲလို့ရတာကိုအရင်အကွာဝေးရဲ့20%ထိခြုံထားလိုက်ပါပြီဒါကြောင့်အရင်ကစကေးတူခွဲထွက်ပြီးတော့လွတ်သွားခဲ့တဲ့နေရန်နေတာဝါတွေကအခုဆိုရင်မလွတ်နိုင်တော့တာမို့လို့အရာရာမမနဲ့များခုံမိရင်ဟီရိုကီအသက်လွတ်ပေးလိုက်ရမှာဖြစ်ပါရီဒါပေမဲ့စကေးတူကူရောင်းကိုတော့အရင်က level လိုက်20-16စက္ကန့်ကြာခဲ့တာကတော့အခု16-14စက္ကန့်အထိပဲကြာအောင် short ထားပေးလိုက်ပါရီဒါပြင် ultimate ကူရောင်းကိုလည်းပဲ50စက္ကန့်ကနေပြီးတော့40စက္ကန့်အထိပဲကြာအောင် short ထားပေးပါရီ
ကူရောင်းဒီကိုဘယ်လိုပဲ short စကေးတူးကို nerf ထားတာနဲ့တင်ဟိုမလို့ဒီမလို့ကန်ရတာလက်ပေါက်ကတ်နေမှာမလို့ဟာယာဘူဆာကိုလည်း run တင်တဲ့အချိန်မှာနည်းနည်းလေးလက်ဆောင်ထားတဲ့မာလီကလပ်စစ်မှာစကေးတူးအပွားဝေးတွေတေချာလေးကျင့်ပြီးမှပြန်ကိုင်းမှာကဲဒီနေ့ run push ဖို့ hero ရွေးပေးတဲ့အစီအစဉ်လေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ